အခုလက်ရှိရောက်နေတဲ့ကာလမှာမိတ်ဆွေတို့တွေအနေနဲ့ငွေကြေးနဲ့ပတ်သက်လို့များအခက်အခဲလေးတွေကြုံတွေ့နေရမယ်ဆိုရင်ဒီရတရားလေးကိုမဖြစ်မနေလုပ်သင့်ပါတယ်ဒီရတရားလေးကိုမိတ်ဆွေလုပ်လိုက်မယ်ဆိုရင်နှစ်လပိုင်းဆိုတဲ့ကာလအတွင်းမှာငွေကြေးနဲ့ပတ်သက်လို့ကြုံနေရတဲ့ပြဿနာတွေလက်ရှိမိမိကြုံတွေ့နေရတဲ့ရင်ဆိုင်ရခက်ခဲနေရတဲ့အလောက်ကန်နဲ့ပတ်သက်တဲ့အဆင်မပြေမှုလေးတွေလုံးဝပရောက်သွားစေမှာဖြစ်ပါတယ်ခင်ဗျာဒါကနှစ်လပိုင်းအတွက်တစ်လစာငွေဝင်ကြရဖြစ်ပါတယ်နှစ်လပိုင်းဆိုတဲ့ကာလအတွက်အဆင်ပြေသေးဖို့ကိုအနေနဲ့ကြိုတင်ပြီးတော့မှဒီရတရားလေးကိုလှုပ်ဆောင်ထားလို့ရတယ်ဒါတစ်လပိုင်းလအကုန်ပိုင်းကိုရောက်ပြီဖြစ်တဲ့အတွက်ကြောင့်ဒီတစ်လပိုင်းလအကုန်ပိုင်းမှာကိုအနေနဲ့ဒီရတရားလေးကိုကြိုတင်ပြီးတော့မှပြုလုပ်ထားမယ်ဆိုရင်နှစ်လပိုင်းနဲ့ကိုစရောက်သွားပြီဆိုတာနဲ့ကိုအနေနဲ့အကျိုးထူတွေရရှိစေမှာဖြစ်ပါတယ်ခင်ဗျများသောအားဖြင့်ကတော့အလောက်ကန်နဲ့ပတ်သက်တာငွေချင်းနဲ့ပတ်သက်တာလက်လာပါပွင့်လန်းစေဖို့အတွက်လက်ရှိမိကြုံနေရတဲ့ငွေချင်းနဲ့ပတ်သက်တဲ့ပြဿနာလေးတွေအဆင်ပြေစေဖို့အတွက်ကိုအတိအကျကြီးရတာဖြစ်ပါတယ်ဒီအတွက်ကြောင့်ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေအနေနဲ့အခုလက်ရှိရောက်နေတဲ့ကာလမှာငွေချင်းနဲ့ပတ်သက်လို့များအလောက်ကန်နေများအခက်အခဲတွေတစ်ခုမှတစ်ခုအဆင်မပြေလေးတွေဖြစ်နေမယ်ဆိုရင်ဒီရတရားလေးကိုမိတ်ဆွေတို့မဖြစ်မနေလောက်ကိုလုံးတင်ပါတယ်ခင်ဗျဆိုတော့ဒီရတရားလေးကိုကျွန်တော်မျှဝေချင်တာဖြစ်ပါတယ်မိတ်ဆွေတေချာလေးလိုက်ပြီးတော့မှနားထောင်ပါတေချာလေးလိုက်ပြီးတော့မှကြည့်ပေးပါမရှင်းတာရှိရင်လည်း comment ထဲမှာကျွန်တော်ပြန်ပြီးတော့မေးပါကျွန်တော်တေချာလေးကိုရှင်းပြပေးပါမယ်အရန်ကိုကောင်းပြီးတော့မှထူးခြားစေမယ်နှစ်လပိုင်းအတွက်တစ်လစာငွေဝင်ရတာဖြစ်ပါတယ်ခင်ဗျနှစ်လပိုင်းဆိုတဲ့ကာလအတွင်းမှာကောင်းညှိုးပြီးတဲ့နေ့နဲ့နှစ်ခုရှိတယ်တောက်ကြတဲ့တနင်္ဂနွေဆိုတော့တောက်ကြနန်နေယူရမယ်တနင်္ဂနွေနန်နေကိုယူရမယ်တောက်ကြနန်ဆိုတဲ့အတိုင်းပဲကျွန်တော်ကဒီမှာသဲလေးထည့်ထားတာရှိတယ်ကျွန်တော်ဖန်ကွက်လေးတွေမှာမြင်အောင်ကြည့်ရင်သဲလေးတွေ့လိမ့်မယ်နော်ဆိုတော့ဖန်ကွက်ထဲမှာကျွန်တော်သဲထည့်ထားတာရှိပါတယ်သဲရဲ့အပေါ်မှာကျွန်တော်ဘာစိုက်ထားလဲဆိုတော့အုံညွန့်စိုက်ထားတာရှိပါတယ်ခင်ဗျာဆိုတော့အုံညွန့်ဆိုတဲ့သဘောတရားကတနင်္ဂနွေနံသဲဆိုတော့ကတောက်ကြနံဖြစ်ပါတယ်ခင်ဗျာနှစ်လပိုင်းဆိုတဲ့ကာလအတွင်းမှာနေ့နဲ့နှစ်ခုရှိတယ်တောက်ကြတဲ့တနင်္ဂနွေဒီနေ့နဲ့နှစ်ခုပဲကောင်းပါရရလုံးမယ်ဆိုရင်ဒီနေ့နဲ့နှစ်ခုနဲ့ပဲပတ်သက်ပြီးတော့မှရရလုံးအောင်ပါဆိုတော့ဒီနေ့နဲ့နှစ်ခုဆိုရင်အုံညွန့်ရှိမယ်သဲရှိမယ်ဒီနှစ်ခုရှိလို့ရှိရင်မိတ်ဆွေတို့ကရရလေးပြုလုပ်လို့ရပြီဆိုတော့ဒါကဓာတ်စိန်ရတဲ့ရရဖြစ်တဲ့အတွက်ကြောင့်ဖန်ကွက်လေးတစ်ခွက်ထဲမှာသဲလေးထည့်ထားမယ်ဖန်ကွက်ဆိုတဲ့သဘောတရားကကြာတာရိနံမြေတက်ဖြစ်ပါတယ်အဲ့ဒါကူမှကျွန်တော်ကသဲထည့်ပြီးတော့အပေါ်ကအုံညွန့်လေးစိုက်ထားပြီးတာဖြစ်ပါတယ်ခင်ဗျအုံညွန့်ကကျွန်တော်ကနဝင်းကြည့်အောင်လို့ဆိုပြီးမှအုံညွန့်ကိုးညွန့်လေးစိုက်ထားပါတယ်ဒီအတွက်ကြောင့်ရရလေးကိုလုပ်မယ်ဆိုရင်အုံညွန့်ကိုးညွန့်ဖန်ကွက်ထဲမှာထည့်ပြီးရင်သဲလေးထည့်ထားမယ်ဒီပုံစံလေးရပြီဆိုလို့ရှိရင်ကိုယ့်ရဲ့အိမ်ကဖျားကန်းတနေရာလေးမှာဒီပုံစံလေးနဲ့ဓာတ်ဆင်ပြီးတော့မှတနေရာလေးမှာထားပြီးတော့နှစ်လပိုင်းဆိုကာလတော့ငွေကြေးလက်လာပွင့်လန်းပါစီဆိုတဲ့အကြောင်းနှစ်လပိုင်းဆိုကာလတော့ငွေကြေးလက်လာပွင့်လန်းပြီးတော့မှလူချစ်လူကင်ပေါ်များပြီးတော့ကိုလက်ရှိကြုံနေရတဲ့ပြဿနာအခက်အခဲအနှောက်အယှက်တွေဒါတစ်လပိုင်းဆိုကာလသို့မဟုတ်12လပိုင်းဆိုကာလတွေမှာမိမိကြုံနေခဲ့ရတဲ့အဆင်မပြေမှုတွေပပျောက်ပါစီဆိုတဲ့အကြောင်းဆုတောင်းပေးရမှာဖြစ်ပါတယ်ခင်ဗျဒါကနှစ်လပိုင်းအတွက်ထူးထူးခြားခြားငွေဝင်စီမဲ့နှစ်လပိုင်းအတွက်တစ်လစာငွေဝင်ရတရားလေးဖြစ်ပါတယ်ခင်ဗျဒါလေးကိုလာရောက်ပြီးတော့မှမျှဝေပေးတာဖြစ်ပါတယ်ဒီရတရားလေးနဲ့ပတ်သက်ပြီးတော့မှပြောတရားတစ်ခုကြံပါသေးတယ်ခင်ဗျအဲ့ဒါကကြတော့ဒီရတရားကအခုတစ်လပိုင်းလအကုန်ကလေးကကြိုပြီးတော့မှလှုပ်ထားလို့ရတယ်ဒါအခုဆိုရင်ကျွန်တော်ဒီရတရားကို21ရက်နေ့မှာဗီဒီယိုရိုက်ပြီးတော့မှကျွန်တော်ဒီရတရားလေးကိုကျွန်တော်ကိုယ်တိုင်လည်းရတရားလေးလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတွေအနေနဲ့လည်းဒါဒီဗီဒီယိုလေးကိုကြည့်ပြီးတာနဲ့ရတရားလေးကိုမိတ်ဆွေတို့သေချာလေးလိုက်လုပ်လို့ရပါပြီ21ရက်နေ့22ရက်နေ့စပြီးတော့မှတစ်လပိုင်းလအကုန်ဆိုတဲ့ကာလအတွင်းမှာဒီရတရားကိုလှုပ်ထားလို့ရတယ်အကယ်၍ဆရာကြီးကျွန်မ2လပိုင်းနဲ့မှာပါပဲရတရားလုပ်မယ်ဆိုလဲရတယ်ခင်ဗျာဆိုတော့2လပိုင်းမှာလည်းဒီရတရားလေးကိုသေချာလေးစီစဉ်လို့ရပါတယ်ဒါက2026 2လပိုင်းအတွက်တလစာငွေဝင်ရတာဖြစ်ပါတယ်ခင်ဗျတလစာလည်းမှာပဲကျွန်တော်ကြီးညာကျင်တာလေးရှိပါတယ်ခင်ဗျကျွန်တော်ဒီလကုန်ဒီကျွန်တော်ရန်ကုန်မှာရှိနေမှာဖြစ်ပါတယ်မိတ်ဆွေတွေအနေနဲ့ကကျွန်တော်ရန်ကုန်ဟောကမှာလာရောက်ပြီးတော့ဘေးမေးမြန်းကျင်တာအဆောင်ရတရားစီရင်ပြုလုပ်ချင်တာရှိမယ်ဆိုလို့ရှိရင်ဒီတလပိုင်းလအကုန်အထိမိတ်ဆွေလာလို့ရမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်2လပိုင်းနဲ့မှကြာလို့ရှိရင်မန်လေးစသဖြင့်ခီးသွားဖို့လည်းရှိနေမှာဖြစ်တဲ့အတွက်ကြောင့်မန်လေးဟောကန်ကလည်းဖွင့်ဖို့ရှိမှာဖြစ်တဲ့အတွက်တလပိုင်းဆိုကာလအတွင်းမှာတော့ရန်ကုန်မှာရှိနေမှာပါအဲ့အတွက်ကြောင့်ရန်ကုန်ကမိတ်ဆွေတွေအနေနဲ့ကတော့တလပိုင်းအတွင်းမှာကျွန်တော်ရန်ကုန်ဟောကန်ကိုတခြားလေးလာပြီပါခင်ဗျာကျွန်တော်ဖုန်းနံပါတ်က39933383ဖြစ်ပါတယ်တောက်ကလပါ9ရက်ကွက်တကောင်းနှစ်လမ်းအိမ်နံပါတ်45ခါခွေးဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ